အေးချမ်းစွာဘဝမှာနေခြင်းနဲ့ဆိုရင်တော့ကိုယ့်ကိုပူလောင်စေတဲ့အရာကိုယ့်ကိုလောင်လိုက်စေတဲ့အရာတွေကိုလွတ်ချနိုင်တဲ့တတ္တိရှိမှရမယ်ဘဝမှာအေးချမ်းခြင်းနဲ့ဆိုရင်ရှင်တွေကိုပူလောင်စေမဲ့အရာတွေလွတ်ချတတ်လာရင်အေးချမ်းလာပါလိမ့်မယ်အပူပေးတဲ့သူတွေအပူပေးတဲ့အရာတွေမရှိတဲ့ရုပ်မှာပဲဘဝကိုရှင်းတတ်ပါစိတ်ညစ်စရာတွေမတွေးတော့တဲ့အခါညအိတ်ချိန်တွေကပိုပြီးတန်ဖိုးရှိလာမယ်စိတ်ကိုအေးချမ်းစေတဲ့လူတွေစိတ်ကိုအေးချမ်းစေတဲ့နေရာဒေသတွေအပူတွေကင်းစင်တဲ့ရုံမှာပဲကိုယ့်ရဲ့ဘဝကိုတည်ဆောက်ပါတက်တန်းတူတဲ့လူဘဝမှာအေးချမ်းအောင်မနေထိုင်တတ်ရင်ဘဝကဘယ်တိတ်ပဲရှိတော့မလဲဒီနေ့ကစပြီးလွတ်ချတဲ့နာတွေကိုလွတ်ချပါကောင်းတွေကထုတ်ပြတဲ့နာတွေကိုထုတ်ပြပါဒါဆိုရင်ကိုလိုချင်တဲ့အေးချမ်းခြင်းငြိမ်းချမ်းခြင်းတွေအကြည်တက်လေးတွေကရောက်ရှိလာပြီးဘဝကိုအေးချမ်းပျော်ရွှင်စေမှာပါတခါတည်းရန်ဘဝမှာအေးချမ်းခြင်းပါလျက်နဲ့ပူလောင်တဲ့အထဲကိုမှဝင်တိုးချင်နေကြတယ်လွတ်ချလိုက်ရင်အေးချမ်းမှန်းသိပါလျက်နဲ့လွတ်ချနိုင်တဲ့တတ္တိလေးတော်မှမမွေးခဲ့နိုင်ကြဘူး